ပထမချိန်ဒုတိယချိန်တက်ပြီးတော့စနစ်ခွဲတရနဲ့တန်းချိန်မရှိတာအခု၄နာရီခွဲမှာဂျပန်တက်ကလို့ရအောင်ပြောစရာလေး၄နာရီခွဲမှာပြန်စားမှာ6နာရီခွဲတိပြောစရာရင်ဒီလိုများခုဒီစာမတင်သေးဘူးဆိုတော့ထောင်ဝမ်းပျော်ဖို့ပေါင်းတာဒါဆိုရင်တော့ရှေ့ဆုံးကုန်မှာရောက်နေပါလေခင်ဗျာဘုမထိုင်မိတာမှားပြီမှာဆရာဘာရေးတင်နေတယ်မသိဘူး Bro say hi ဆန်းစေပါဝိုင်းတော့ပြီဘုဘကိုချီဖက်စာကိုဝယ်စရာအောင်လို့ဒီကောင်စလိုက်လို့ပေးတာလက်ချတယ်နားမထောင်ကြအောင်ကိုအောင်ပြောင်းပါခုဒီစာမတင်သေးဘူးဆိုတော့ထောင်ဝမ်းပျော်ဖို့ပေါင်းတာဒါဆိုရင်တော့ရှေ့ဆုံးကုန်မှာရောက်နေပါလေခင်ဗျာအခုဆိုရင်တော့စပြီးတော့လက်ချပေါ့လက်ချစတင်ပါလေခင်ဗျာမရှိအကယ်ဒမီလက်ချတင်မို့အမလည်းနားမထောင်အကုန်လုံးစကားကြီးပြောနေကြဆရာဖုန်းတော့မကြိုက်လားမသိဘူးနည်းနည်းပဲဘက်ကော့ယူရဆန်းစေပါဝိုင်းတော့ပြီဘုဘကိုချီဖက်စာကိုဝယ်စရာအောင်လို့ဒီကောင်စလိုက်လို့ပေးတာလက်ချတယ်နားမထောင်ကြအောင်ကိုအောင်ပြောင်းပါこの今示した表はですね、横の側がですね、扉ねポテトだと思って、縦がですね、どんなデバイスがあるかということですね。それがこうパソコン、実際こういうの皆さんも見たことあるかわかんないですけど、これが大体1999年頃ですね。今でいうところのスマートフォンに相当する携帯電話ですけれども、どうですかね。